ကျွန်တော်တို့တရားဝင်ရမယ်ဆရာမကြီးဒေါက်တာအတာဂေးရဲ့ရွေးချယ်ထားတဲ့ကြံပိုက်ကိုဖတ်ပါမယ်ရှင်ယောဟခရစ်ဝင်အခန်းကြီး၄အပိုက်ငယ်28 29ထိုမိမသည်လည်းရေအိုးကိုထားခဲ့၍မြို့ထဲသို့သွားပြီးလျှင်အကျွန်ုပ်ပြုဘူးသမျှသောအမှုရာတို့ကိုထုတ်ဖော်သောသူကိုလာ၍ကြည့်ကြပါထိုသူသည်ခရစ်တော်မှန်လိမ့်မည်လောဟုလူများတို့အားပြောဆိုသောရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ကျမတို့ဒီနေ့ကရင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့အမျိုးသမီးနေ့ဆိုတော့ကျမတို့အားလုံးအမျိုးသမီးတွေကရင်နှစ်ချင်းသာသနာနယ်ထဲမှာရှိတဲ့အမျိုးသမီးတွေအားလုံးရဲ့နေ့ပဲဖြစ်ပါတယ်အမျိုးသမီးတွေဖြစ်ရခြင်းအပေါ်မှာလည်းဂုဏ်ယူပါတယ်ဖះရှင်ကိုလည်းကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဆိုတော့ဒီနေ့ကျမကိုဒီကိုပို့လိုက်တဲ့အတင်းကျုပ်မျိုးသမီးအဖွဲ့ကိုလည်းထူပဲကျေးဇူးတင်တယ်လို့ဒီမှာရောက်ရှိလာတဲ့အခါမှာချစ်ခင်ရတဲ့ဓမ္မမှုတော်ဆောင်တွေကျမတို့ရဲ့ကျမနဲ့တော့အသက်ငယ်တယ်နှစ်ယောက်စလုံးเนาะဆရာတော်နေဘလူးထူရောဆရာတော်ရွာဘလူးထူရောကျမတို့ကျောင်းနေဘက်ဖြစ်တယ်ကျောင်းတို့ကတော့ junior တချို့က junior ပေါ့နော်ပြန်လဲပြီးတော့မှတွေ့ဆုံရတယ်ဒီမှာရှိတဲ့ MIT ကျောင်းသူကျောင်းသားဟောင်းတချို့လည်းတွေ့ရတယ်အခုလက်ရှိလည်းတချို့လည်းတက်နေမယ်ထင်တယ်ပေါ့နော်ပြန်ပြီးတော့မှပြီးတော့ဓမ္မပရိသတ်အားလုံးနဲ့တွေ့ရတဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အတူတကွဒီနေ့အမျိုးသမီးများနေ့ကိုလှုပ်ဆောင်ရတယ်ဒီຢာအတွက်လည်းဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်အခုနကတော့တပါပတိဖတ်ကြားသွားတယ်ဒီယောဟန်ခရစ်ဝင်အခန်းကြီး၄အခန်းငယ်28ထိုမိန်းမသည်လည်းရေဦးကိုထားခဲ့၍မြို့ထဲသို့သွားပြီးလေအကျွန်ုပ်ပြုဘူးသမျှသောအမှုရာတို့ကိုထုတ်ဖော်သောသူကိုလာ၍ကြည့်ကြပါထိုသူသည်ခရစ်တော်မှန်လိမ့်မည်ဟုလူများတို့အားပြောဆိုတော်သူတို့သည်မြို့ထဲသို့ထွက်၍အထံတော်သို့သွားကြတယ်ဒီနေ့ကျမတို့ဘာကညောပလက်ချီခွေးရှေပုံမူအမှုနီအဝဲတဲ့အခုတော်နေတဲဝဲတာဘူးလေနေထိုဟုရေတာခုကစောပုံမူပုံမမန်တော်နော်ထိုဟုရေတာခုကစောပုံမူပုံမမန်တော်နော်လက်ဘာကညောလောနေဘာကညောလက်ချီခွေးရှေနေအဝဲမှာဝဲကာယံကပြညီအောင်လုပ်တယ်လေတရာမူလေးဒီရောနေမာဂျီနီယာလဲအေဝံဂေလိကိုလှုပ်ကတ်နိုးစော်ဖို့အမျိုးသမီးများဧကံပါဝင်စို့အစိုးရစုကမလဲရေကဘာဟီတာကဆိုလဲဘာကညောလို့ပေါ့နော်ဘာသာတကိနေလက်ချီတင်ညာကြီးတဲ့အဝဲသူခေါင်းစီပြန်လုပ်ပြီးတာတော်တော်လေးလကျမလှုပ်တာတော့အေဝံဂေလိနိုးထမှုအတွက်ကြိုးပမ်းလှုပ်ဆောင်နေသောအမျိုးသမီးများတဲ့ဒါစာရေးတယ်လို့ပါသူလို့နော်ဒါပေမဲ့ဆရာမပြန်လုပ်ပေးတာကဧဝံဂေလိကိုလောက်ကင်နိုးစော်ဖို့အမျိုးသမီးများဧကံပါဝင်စို့ဆိုအမျိုးသားတွေဒီနေ့တော့မပါဘူးလို့ဆိုတဲ့သဘောတော့မဟုတ်ဘူးပေါ့နော်အမျိုးသားတွေလည်းပါဝင်ရမှာဖြစ်ပါဆိုတော့ကျမတို့ကရင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့အမျိုးသမီးအသင်းကြီးဟာဆိုလို့ရှိရင်သူတို့က1920ခုနှစ်ထဲကနေစတင်ခဲ့တယ်ပြီးတဲ့အခါမှာအမျိုးသမီးနေ့ကို1952ခုနှစ်ထဲကနေပြီးတော့မှစတင်ပြီးတော့မှလှုပ်ဆောင်ခဲ့တယ်ပြီးတော့ MBC မြန်မာ Baptist Convention ရဲ့အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းလှုပ်ဆောင်နေဆိုတော့အမျိုးသမီးအဖွဲ့ကတော့ကျမတို့ကိုgreetings တော့ပေးလိုက်ပါတယ်ဒီထဲမှာကျမတို့ဒီမှာတာဝန်ရှိတဲ့လူတွေကကျေးဇူးတင်တယ်အသင်းတော်ဟာတူနော်အသင်းတော်မှာရှိတဲ့အသင်းသူသင်းသားတွေအားလုံးကိုကျေးဇူးတင်တယ်တဲ့ပြီးတော့ခရစ်တော်ရဲ့နာမအားဖြင့်လည်းနှုတ်ခွန်းဆက်တာပါတယ်လို့ဖော်ပြပါတယ်ကျွန်မအကုန်လုံးမဖတ်တော့ပါဆိုတော့အမျိုးသမီးအသင်းကြီးရဲ့လှုပ်ဆောင်နေတဲ့အရာတွေကတော့ဧဝံဂေလိနဲ့သာသနာပြုခြင်းတွေပြီးတော့တိုးတက်ခြင်းတွေဖွံ့ဖြိုးခြင်းတွေပြီးလို့ရှိရင်တော့
care ပေါ့နော်ပြုစုဆောင်ရှောက်ခြင်းတွေပြီးတော့ဝိညာဉ်ရေးနဲ့ဒီဝိညာဉ်ရေးနဲ့တိုးတက်ခြင်းတွေပြီးတော့ကျမ်းမာခြင်းစိတ်ကျမ်းမာခြင်းကိုယ်ကာယကျမ်းမာခြင်းတွေလုပ်နေတယ်အဲ့ထဲမှာကျမတို့သဲလူcenter တွေရှိတယ် elderly care center ရှိတယ်အားလုံးတော့သိမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်စာပေပုံနှိပ်ထုတ်ဝေခြင်းတွေ awareness program တွေပြီးတဲ့အခါမှာအငယ်ဆုံးသောသူတွေကိုကူညီခြင်းတွေဒီစာအုပ်ထဲမှာရှိပါတယ်အများကြီးရှိတယ်เนาะသူတို့လှုပ်ဆောင်တဲ့အရာတွေအများကြီးရှိပါတယ်ဆိုတော့အတင်းဒီမျိုးသမီးအတင်းရဲ့လှုပ်ဆောင်မှုအားလုံးကိုကျမတို့ဆက်လက်ပြီးတော့ training စေပေးတယ်ဆိုတော့အဲ့ဒီအရာတွေမှာအကုန်လုံးပါဝင်နိုင်ဖို့အတွက်နဲ့ဆုတောင်းခြင်းနဲ့เนาะအလူတော်ငွေချီးမြှင့်ခြင်းအဖြစ်နဲ့ကျမတို့ပါဝင်နိုင်ပါတယ်လို့ဆိုတော့ဒီနေ့မှာထူးထူးခြားခြားသူတို့လှုပ်ဆောင်မှာကတော့women congress ရှိပါတယ်fourth ပေါ့နော်၄ချိန်မြောက်အောက်တိုဘာလ10ရက်ကနေ17ရက်နေ့အထိ2026ခုနှစ်မှာ women congress ကသူတို့ပြုလုပ်မှာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့အားလုံးပါဝင်နိုင်မယ်ပါဝင်နိုင်ပါတယ်ဆိုတဲ့အရာကိုကျမဖော်ပြချင်ပါတယ်ဆိုတော့ဒီနေ့အမျိုးသမီးတွေကကျမတို့ကိုဗာပြောလဲဆိုလို့ရှိရင်ဒီဧဝံဂေလိကိုလုတ်ကင်နိုးစော်ဖို့အမျိုးသမီးတွေကျမတို့ပါဝင်ရမယ်ဆိုတဲ့အကြောင်းဆိုတော့ကျမ်းစာတွေတော့အများကြီးသူပေးတဲ့အထဲမှာကျမကအဲ့ဒီယောဟန်ခရစ်ဝင်ခန်းကြီး၄အခန်းငယ်28ကနေ30အထိပဲကျမယူပါတယ်ဆိုတော့အဲ့ဒီကျမ်းပိုက်ကိုလည်းကျမတို့အားလုံးလည်းသိပြီးဖြစ်ပါတယ်ဆိုတော့သခင်ခရစ်တော်နဲ့ဒီရှာမရိအမျိုးသမီးတွေတွေ့ကြတယ်နော်ဒီယာကုပ်ရဲ့ဒီရေတွင်းမှာတွေ့ကြတယ်အမျိုးသမီးကရေသွားခတ်တယ်သခင်ခရစ်တော်ကတော့ရေတောက်ဖို့ရန်သွားတယ်ဆိုတော့သူကဒီအမျိုးသမီးကိုရေတောင်းတောက်တယ်အဲ့ဒီအမျိုးသမီးကလည်းထူးအော်သွားတယ်ပေါ့နော်ဘာဖြစ်လို့ယူဒလူမျိုးကငါတို့ရှာမရိလူမျိုးစီကနေရေလာတောင်းတောက်တာလဲအဲ့ဒါနဲ့သူအော်သူတို့စကားကြီးပြောကြတယ်နော်သခင်ခရစ်တော်နဲ့ဒီအမျိုးသမီးကစကားတွေပြောကြတဲ့အခါမှာတရားအကြောင်းတခြားအကြောင်းမပြောပါဘူးတရားအကြောင်းနော်ဆွေးနွေးပြောဆိုကြတာကိုတွေ့ရပါတယ်ဆိုတော့ဖလှယ်ကြတယ်ယူဒရဲ့ဘာသာယုံကြည်မှုနဲ့ရှမာရိဘာသာပေါ့ဒါပေမဲ့ယူဒနဲ့ရှမာရိဆိုတာကလည်းဟိုစားတော့မဟုတ်ပါဘူးတိတ်အကွာကြီးတော့မဟုတ်ဘူးဒါပေမဲ့အခုချိန်ခါမှာတော့ရှမာရိရဲ့ဒီပေါ့နော်ကိုးကွယ်ခြင်းကတော့ကျမတို့မတွေ့ရတော့ဒါပေမဲ့ဒီရှမာရိအမျိုးသမီးကသခင်ခရစ်တော်ကိုတွေ့တဲ့အခါမှာနော်အဲ့ဒီမှာပြောဆိုတဲ့အရာတွေအများကြီးရှိတယ်သခင်ခရစ်တော်နဲ့ပြောတဲ့အခါမှာနော်ဟိုဒီအသက်ကြီးအကြောင်းတွေပြောတယ်ပြီးလို့ရှိရင်တကယ်ပဲဟိုဖျားနိုင်ဝုပြုကိုးကွယ်ခြင်းနော်ဒီဂျေရုဆလင်ကိုးကွယ်တာမဟုတ်ဘူးဂရဇင်တောင်ပေါ်မှာကိုးကွယ်တာမဟုတ်ဘူးနော်ကျမတို့ကစိတ်နဲ့နော်ဖျားသခင်ကိုကိုးကွယ်ကြမယ်ဆိုတဲ့အရာကိုဖော်ပြပြီးတော့ပြောဆိုကြတယ်အဲ့လိုပြောဆိုပြီးတဲ့အခါမှာသူ့စီမှာလည်း၄ယောက်ကြား၅ယောက်ရှိတယ်ဆိုပြောတဲ့အခါမှာသူကတခါလေအော်သွားတယ်ပေါ့နော်ဒါကျမတို့အားလုံးသိရဆိုတော့အဲ့ဒီလိုပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်သူကနော်ဒီခုနကျမတို့ဖတ်လိုက်တဲ့ကျမ်းပိုက်ပါသူကသခင်ခရစ်တော်နဲ့တွေ့ပြီးတော့မှစကားပြောပြီးတဲ့အခါမှာဒီရေနော်ဒီအသက်ရေကိုရမယ်ဆိုတဲ့အရာတွေကိုဟိုဒီရေဟိုစပါနော် living water ပေါ့နော်ဒီရေကိုရရှိမယ်ဆိုတဲ့အရာတွေကိုပြောပြီးတဲ့အခါမှာအားလုံးသူကသခင်ခရစ်တော်ကိုယုံကြည်သွားတယ်ပေါ့နော်ယုံကြည်သွားပြီးတဲ့အခါမှာသူကဘာလဲဆိုလို့ရှိရင်သူကအခုနဖော်ပြတဲ့အတိုင်းပဲရေဦးကိုထားခဲ့ပြီးတော့မှမြို့ထဲကိုသွားပြီးတော့မှပြောတယ်နော်အဲ့ဒီမြို့ထဲမှာသွားပြီးတော့မှသခင်ခရစ်တော်ဟာမေရှိယဖြစ်တယ်ဆိုတော့မှသွားပြီးတော့မှဖော်ပြတာကိုတွေ့ရပါဖြစ်ပါတယ်အဲ့ဒီမှာလူတွေကယုံကြည်ပြီးတော့ပြန်လာကြတယ်ဒီနေရာမှာကျမဘာကိုပြောချင်တာလဲဆိုလို့ရှိရင်နော်ဒီအမျိုးသမီးဟာဘယ်လိုဧဝံဂေလိလုပ်ခဲ့တယ်လဲဘာကြောင့်မလို့ဧဝံဂေလိလုပ်ချင်တာလဲနော်ဘယ်လိုဧဝံဂေလိလုပ်ခဲ့တယ်လဲဆိုတာကိုလည်းအနေငယ်ဖော်ပြချင်ပါတယ်
သူကဒီလိုသတင်းကောင်းသွားပေးတယ်ဆိုတာကသူတာမန်သွားလို့မရပါဘူးတစ်ချက်အနေနဲ့သူကဘာကိုထားခဲ့ရလဲဆိုရှင်သူ့မှာရေလာခတ်မဲ့သူ့ရဲ့အဓိကတာဝန်ဖြစ်တဲ့ရေလာခတ်ခြင်းကိုသူထားခဲ့တယ်ရေအိုးကိုထားခဲ့တယ်ဆိုတော့ရေအိုးကိုထားခဲ့ခြင်းကရေအိုးကိုထားခဲ့ပြီးတော့မှထားခဲ့တယ်ပြီးလို့ရှိရင်မြို့ထဲကိုသွားတယ်ပြီးတော့မြို့ထဲမှာသွားတာလည်းရိုးရိုးမသွားဘူးအိမ်မပြန်ဘူးသူကသွားပြီးတော့မှမြို့ထဲမှာရှိတဲ့လူတွေကိုသူကသွားပြီးတော့မှတရားဟောတယ်ပြီးတော့မှပြန်ခေါ်လာတယ်ဒီလူတွေကိုလည်းပြန်ခေါ်လာတယ်တဲ့သခင်ခရစ်တော်စီပြန်ခေါ်လာတာကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျမတို့သူ့ကိုကြည့်လိုက်တဲ့အခါမှာသူကထားခဲ့ဘာကိုထားခဲ့လဲဆိုလို့ရှိရင်ဒီရေအိုးနော်ဒီရေအိုးကိုထားခဲ့သူကလောကမှာနေတဲ့အခါမှာရေစားတယ်သူအမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ရေအိုးသွားယူရတယ်အဲ့ဒီအရာတွေကိုသူထားခဲ့တာကိုကျမတို့တွေ့ရတယ်နော်သူ့ရဲ့အဓိကလုပ်တဲ့အလုပ်သခင်ခရစ်တော်တောင်းမှသူ့ကိုရေတောင်းတောက်တယ်နော်အဲ့ဒါကိုသူထားခဲ့ပြီးတော့မှသူကအထဲကိုပြန်လာတယ်တဲ့ဆိုတော့ကျမတို့ဘာတွေ့ရလဲဆိုလို့ရှိရင်အဲ့ဒီလိုထားခဲ့တယ်ဆိုတာကရေအိုးကိုထားခဲ့တယ်ဆိုတာကကျမတို့သူ့ရဲ့ priority စီပေါ့နော်သူ့စီမှာရှိတဲ့တကယ်ပဲဦးစားပေးရမယ့်အရာတွေသူထားခဲ့တယ်ပြီးတဲ့အခါမှာသူ့ရဲ့ထားခဲ့တဲ့အရာကခုနပြောတဲ့ရေအိုးဆိုတော့ရေအိုးမှာသူလိုအပ်တဲ့အရာတွေကိုသူထားခဲ့တယ်ပြီးတဲ့အခါမှာသူကတော့သွားတော့ပြောတယ် come and see လာပြီးတော့တွေ့ပါတဲ့မေရှိယဖြစ်တယ်ဆိုတော့ဘာကြောင့်မလို့မေရှိယလို့ပြောရလဲပါရီရှဲဒီစမရီတန်တွေပေါ့နော်ရှမာရိလူမျိုးတွေကလည်းမေရှိယကိုမျှော်လင့်နေကြတယ်ဆိုတော့ဒီခရီးသွားတဲ့အခါမှာသခင်ခရစ်တော်ကရှမာရိတိုင်းပြည်ကိုတခါမှမသွားဘူးသေးဘူးဒါပထမဦးဆုံးအချိန်ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ကတခြားဒေသကိုသွားတဲ့ဘာဖြစ်လဲ mission ဖြစ်တယ်နော် mission trip ဖြစ်တယ်တခြားဒေသကိုဦးချိန်ကမှငကိုတော့ဂျူဒအထဲမှာပဲနေတယ်အခုကတော့ရှမာရိဘက်ကိုသွားတယ်ဆိုတော့သူတို့အဲ့ဒီရှမာရိလူတွေကလည်းသူတို့ကဘာကိုယုံကြည်လဲဆိုလို့ရှိရင်ကျမ်းစာထဲမှာဆိုလို့ရှိရင်ကျမ်းစာတအုပ်လုံးကိုသူတို့ဓမ္မဟောင်းကျမ်းတစ်ခုလုံးကိုသူတို့မယုံကြည်ဘူး prophet တွေဟာကိုသူတို့မယူဘူးသူတို့ကဒီယေမိုရှေအထိပဲသူတို့ကယုံကြည်တယ်ဆိုတော့မောရှေကိုပဲသူတို့ကအဓိကထားတယ်မောရှေရဲ့ဒီဟိုစားပေါ့ line ပေါ့နော်မောရှေရဲ့ဒီမွေးဖွားလာတဲ့ generation ကနေပြီးတော့မှမေရှိယပေါ်ထွန်းမယ်ဆိုတော့မှသူကအဲ့ဒါကိုပဲမျှော်လင့်ပါတယ်ဆိုတော့သူတို့ကမေရှိယကိုမျှော်လင့်နေတဲ့အဲ့ဒါကသူတို့ဘယ်လိုခေါ်လဲဆိုရှင်ဒါဟက်လို့ခေါ်အဲ့ဒီဒါဟက်ကဘာလဲဆိုလို့ရှင် restore ပေါ့ပြန်လဲပြီးတော့မှထူထောင်မယ်ပြီးတော့မှပြန်လဲပြီးတော့မှပြန်လာပြီးတော့မှကျမတို့ကိုပြန်ပြီးတော့မှထူထောင်မယ်ပြန်ပြီးတော့မှ restore ပြန်လုပ်မယ်ပေါ့နော်ကျမတို့ကိုပြန်ပြီးတော့မှကဲတင်မဲ့အရှင်ဆိုတော့မှဒီရှမရိလူမျိုးတွေကယုံကြည်ကြတယ်ဆိုတော့အဲ့ဒီလိုရှမာရိကသူတို့ကိုယုံကြည်လာပြီးတော့မှဖွင့်ပြမယ်နောက်တစ်ခုကဒီမေရှိယကသူတို့ဘာလုပ်နေတယ်လဲဆိုတာတွေဘာဆက်လုပ်ရမယ်ဆိုတာတွေကိုလာရောက်ပြီးတော့မှဖွင့်ပြတဲ့လူကိုအဲ့ဒါကိုသူတို့ကမေရှိယလို့ခေါ်ပါတယ်တဲ့ဒါဟက်ပေါ့နော်မေရှိယလို့သူတို့ခေါ်ပါတယ်ဆိုတော့ပြီးတဲ့အခါမှာဆိုလို့ရှိရင်လည်းနောက်တစ်ခုကဘာလဲဆိုရှင်တေခြင်းမှရှင်ပြန်ထမြောက်မယ်တဲ့ဒီမေရှိယကတေခြင်းမှရှင်ပြန်ထမြောက်မယ်ဆိုတော့မှဖော်ပြထားတာကိုကျမတို့တွေ့ရပါတယ်ဆိုတော့ဒီမေရှိယကအခုသူဖော်ပြလိုက်တဲ့မေရှိယကအခုကျမတို့ဖော်ပြတဲ့အတိုင်းပဲသခင်ခရစ်တော်ဖြစ်တယ်သူ့ရဲ့ပထမအဦးဆုံးချိန်ကတော့သူ့ကိုရေလာတောင်းတောက်ပြီးတော့ဒီစားပေါ့နော်အသက်ရေကိုပေးမယ်ဆိုတော့မှသူ့ကိုဖော်ပြခဲ့တယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီတောင်ပေါ်မှာဖျားမရှိခိုးတော့ဘူးเนาะဇီးုံတောင်တို့ကရေစီတောင်တို့မှာမရှိခိုးဘဲနဲ့ကျမတို့ဘယ်မှာရှိခိုးမလဲဆိုလို့ရှိရင်ဒါကလူတွေရဲ့လုံးသားထဲမှာရှိခိုးမယ်ဆိုတဲ့အကြောင်းတွေကိုဖော်ပြတဲ့အခါမှာပြီးတဲ့အခါမှာသူ့စီမှာရှိတဲ့ဒီအရာတွေပေါ့เนาะသူ့ရဲ့လောကမှာလှုပ်တဲ့အရာတွေကိုဖော်ပြတဲ့အခါမှာသူကအော်ဒါဟာဆိုလို့ရှိရင်ဒါကရှမာရိလူမျိုးတွေမျော်လင့်နေတဲ့
ဒါကမေရှိယပဲဆိုတော့မှသူကယုံကြည်သွားတယ်ဆိုတော့ဒီကဲတော့ယုံကြည်သွားတဲ့အတွက်ကြောင့်မို့သူကမနေနိုင်တော့ဘဲနဲ့သူကဘု து သွားပြန်ပြောလဲဆိုရှင်မေရှိယလာပြီရှမာရိလူမျိုးတွေကြားထဲမှာလဲမေရှိယပေါ်ထွန်းပြီဆိုတော့မှသူကပြန်ပြီးတော့မှသူ့ရဲ့လူတွေကိုသွားပြောပြီးချင်းပဲဖြစ်ပါတယ်ဆိုတော့ကျမတို့တွေ့ရတဲ့အခါမှာဆိုလို့ရှိရင်နော်သူသွားပြောတဲ့အခါမှာလူတွေကအခုန31ကိုဆက်ဖက်မယ်ဆိုလို့ရှိရင်လိုက်လာတယ်နော်ထိုသူတို့ဒီမြို့ထဲမှာထွက်၍အထံတို့သွားကြတယ်ယေရှုခရစ်တော်စီကိုသွားကြတယ်နော်ဒီရှမာရိလူမျိုးတွေကယေရှုခရစ်တော်သွားကြတယ်ဆိုတော့သူသွားပြီးတော့မှပေါ်ပြလိုက်တဲ့အရာကတော့ဘာပဲသွားပြောလဲဆိုရှင်မေရှိယနော်ဆိုတော့သူသွားပေးလိုက်တဲ့စကားလုံးကမေရှိယဆိုတဲ့စကားလုံးဖြစ်ပါတယ်နော်ဆိုတော့ဒီမေရှိယဆိုတဲ့စကားလုံးကိုယ်တိုင်ကပါလဲဆိုရှင်သတင်းကောင်းနော်ဧဝံဂေလိတရားပဲဖြစ်ပါတယ်ကျမတို့ပြန်ပြီးတော့အမျိုးသမီးတွေကိုကျမနည်းနည်းပြန်ပြီးမှကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မှဧဝံဂေလိတရားကဘလို့နားလည်ရပါလေနော်ဆိုလို့ရှိရင်တော့ကျမတို့ဒီထဲမှာဘယ်သူတွေ့ရမာရိမာဂဒါလေပေါ့နော်မေရီမက်ဒလင်းဆိုလို့ရှိရင်သူကသခင်ခရစ်တော်ရှင်ပြန်ထမြောက်တာကိုအရင်ဆုံးပြောရတဲ့အမျိုးသမီးဖြစ်ပါတယ်လို့နော်သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုအရင်ဆုံးသခင်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးဂူထဲမှာမတွေ့တော့ဘူးလို့ပြောရတဲ့အမျိုးသမီးဖြစ်တယ်ဆိုတော့အမျိုးသမီးတွေကရှင်ပြန်ထမြောက်ခြင်းကိုပြောရပါတယ်နောက်တယောက်လည်းတခြားပေါ့နော်မေရီစီရှိတယ်ပြီးတော့ဂျိုအန်နာတို့ရှိတယ်အဲ့ဒါတွေလည်း resurrection ပေါ့နော်သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုဖော်ပြရတဲ့အမျိုးသမီးတွေဖြစ်ပါတယ်သခင်ခရစ်တော်ရဲ့အမေကိုယ်တိုင်ကတော့နော်ဖျားသခင်ဟာဆိုလို့ရှိရင်တကယ်ပဲကြီးမြတ်တဲ့ဖျားဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမတို့စီကိုသူ့ရဲ့သားတော်ကိုဆေလို့မယ်ဆိုတဲ့အရာကိုဖော်ပြခွင့်ရရှိခဲ့တယ်အဲ့ဒါကလည်းတည်င်းကောင်းပဲဆိုတာကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်အဲလီဇဘက်ကိုယ်တိုင်ကလည်းမေရှိယမွေးလာတော့မယ်ဆိုတဲ့အရာကိုသူပြောပိုင်ခွင့်ရခဲ့ပါတယ်ဆိုတော့ကျမတို့ဓာတ်တွေကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တည်င်းကောင်းနော်တည်င်းကောင်းဆိုတာဘာလဲလို့ပြန်ပြီးတော့မှပြောလိုက်တဲ့အခါမှာအခုနသခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသခင်ခရစ်တော်ရဲ့ကျမတို့ရဲ့အသက်တာမှာဖော်ပြတဲ့အရာတွေကိုဂတိတွေကိုဖော်ပြခြင်းအဲ့ဒီအရာတွေပြီးတဲ့အခါမှာဆိုလို့ရှိရင်သခင်ခရစ်တော်ဟာဆိုလို့ရှိရင်ဒီကြီးနော်အသက်ဆိုင်ရည်ကိုပေးနိုင်တဲ့အဲ့ဒီလိုအရာတွေကိုပြီးတော့မေရှိယဖြစ်ခြင်းလို့ပြောတဲ့အရာတွေဟာဆိုလို့ရှိရင်ဒါက gospel ပဲနော်ဧဝံဂေလိပဲဖြစ်ပါတယ်တရင်ကောင်းပဲဖြစ်ပါတယ်ဆိုတော့သခင်ခရစ်တော်ကသူလာဖော်ပြတဲ့အရာတွေကိုသူပြန်ပြီးတော့လုပ်မလဲဆိုလို့ရှိရင်ပြည့်စုံစေမယ်ပြီးလို့ရှိရင်လူသားတိုင်းကိုသူကကယ်တင်ခြင်းပေးမယ်လူသားတိုင်းကိုဒီပြန်ပြီးတော့ရှင်ပြန်ထမြောက်မယ်ဆိုတဲ့မျှော်လင့်ခြင်းကိုပေးတယ်နော်ပြီးတော့သခင်ခရစ်တော်နဲ့ကျမတို့အတူတူကသူတွဲပြီးတော့မှဝုပြုကိုးကွယ်မယ်ဆိုတဲ့အရာတွေကိုသူကကျမတို့အဲ့ဒီအရာတွေကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ယနေ့ကျမတို့ဒီရှမာရိအမျိုးသမီးကျမတို့နာမည်တော့မသိဘူးသူကသွားထွက်ပြောပြီးတော့မှသူတို့တွေပြန်လာကြတယ်ပြန်လာတဲ့အခါမှာအဲ့ဒီလူတွေကသခင်ခရစ်တော်နဲ့စကားပြောပြီးတဲ့အခါမှာနော်သူတို့ဘာပြောလဲဆိုလို့ရှိရင်နော်ဒီတက်တဲ့ခံတဲ့စကားတွေပြောတဲ့အခါမှာနော်သူတို့တွေကအခြားသောသူတို့ဒီနှုတ်ကပတ်စကားတော်ကြောင့်ယုံကြည်၍နော်ဖျားသခင်ရဲ့စကားကိုယုံကြည်ပြီးတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကလည်းယုံကြည်ခြင်းကိုရတယ်ဒါပေမဲ့ဒီအမျိုးသမီးကြောင့်တော့မဟုတ်ဘူးတဲ့နော်ကျမတို့အမျိုးသမီးတွေကတော့ကျမ်းပိုက်ထဲမှာပေါ်ပြတယ်ဆိုချိုအမျိုးသမီးပြောလို့မဟုတ်ဘူးတဲ့သူတို့ကိုယ်တိုင်သခင်ခရစ်တော်နဲ့တွေ့လို့ဒါပေမဲ့သခင်ခရစ်တော်စီကိုဘယ်သူကယူဆောင်လာလဲဆိုရှင်ဒီအမျိုးသမီးကယူဆောင်လာတယ်ဆိုတာကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်နော်ဒါပေမဲ့လည်းသူကဘယ်လိုပြန်ရေးလဲဆိုဒီအမျိုးသမီးပြောလို့မဟုတ်ဘူးတဲ့သူတို့ကသခင်ခရစ်တော်နဲ့ကိုယ်တိုင်တွေ့ရလို့တဲ့ဒါပေမဲ့ဒီအမျိုးသမီးကသူတို့ကိုခေါ်လာတယ်ဆိုတာကဒါကတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ credit ပေးခြင်းမခံရတော့လည်းပဲဘယ်လိုပဲမဖြစ်ဘူးပေါ့နော်ဒီအမျိုးသမီးကြောင့်ရှမာရိလူမျိုးတွေကခရစ်တော်ကိုယုံကြည်လာကြတယ်နော်တပါးသောအမျိုးသားဖြစ်တဲ့ရှမာရိလူမျိုးတွေခရစ်တော်ကိုယုံကြည်လာကြတယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အမျိုးသမီးတွေနော်
ကျမတို့အမျိုးသမီးတွေဒီမှာရှိတဲ့တော်သူလူတောက်ဖို့မှာရှိတဲ့အမျိုးသမီးတွေကျမတို့ဒီရှမာရိအမျိုးသမီးကဲ့သို့ပေါ့နော်ဒီနေ့ကျမတို့ကိုကျမတို့ရဲ့ဒီအမျိုးသမီးတွေကခေါ်နေဧဝံဂေလိကိုလောက်ကင်နိုးစော်ဖို့အမျိုးသမီးများဧကံပါဝင်စို့တဲ့ဧဝံဂေလိတရားကိုခေါ်ပြနိုင်ဖို့ရန်အတွက်ကိုကျမတို့ပါဝင်ရမယ်နော်ဧဝံဂေလိတရားဒီ gospel နော် evangelism နော်ဒီအရာကိုပါဝင်ဖို့အတွက်ကျမတို့ကပါဝင်ရမယ်တဲ့ဒီထဲမှာဖော်ပြထားတဲ့အရာကရေအိုးကိုထားခဲ့တယ်မြို့ရဲသွားတယ်နော်ခရစ်တော်ဖြစ်တယ်ဆိုတာကိုဖော်ပြတယ်ရေအိုးထားတယ်ဒါပေမဲ့တစ်ခုကကျမသဘောကျတာတစ်ခုကဘာလဲဆိုရှင်ရေအိုးထားခဲ့တော်လဲပဲအသက်ရေကိုရနော်ရေအိုးထားခဲ့တော်လဲပဲသူကဘာလဲအသက်ရေကိုရတယ်ဆိုတာကိုကျမတို့တွေ့ရနော်ကျမတို့ဒီလောကရဲ့ရေကိုထားခဲ့တော်လဲပဲပြီးတော့ဧဝံဂေလိတရားကိုလှုပ်ပြောတဲ့အခါမှာသူကအသက်ရေကိုရရှိတယ်ဆိုတာကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျမတို့အခုနဖော်ပြတဲ့ဧဝံဂေလိတရားတွေကျမတို့ပြန်စဉ်းစားကြည့်မယ်ဆိုရှင်ရှင်ပြန်ထမြောက်ခြင်းကဲတင်ခြင်းတည်င်းကောင်းတည်င်းကောင်းတခုကြားတော့မယ်ဆိုလို့ရှိရင်ကျမတို့ပါအရန်ပျော့တယ်နော်တည်င်းကောင်းကြားတော့မယ်ဆိုရင်ကျမတို့လည်းသူများတည်င်းကောင်းပြောတရာမှုတည်င်းကောင်းနော်ကျမတို့ကတော့ကြောင်းအုပ်လုပ်တယ်ဆိုတော့ fundraising တွေဘာတွေလုပ်တာတည်င်းကောင်းနော်တည်င်းကောင်းကြားရဲဆိုလို့ရှိရင်ဗာလေအလူဝေရတာပေါ့ကျောင်းတော်ကြီးအတွက်ဆိုရင်အဲ့ဒါတည်င်းကောင်းနော်ပြီးတဲ့ခါမှာဆိုလို့ရှိရင်ကျမတို့ကဒီလိုကျောင်းသူကျောင်းသားတွေအတွက်ကြတော့ဘာတည်င်းကောင်းနော်သူတို့က scholarship တွေပါရလို့ရှိရင်ဗာလေသူတို့အတွက်လည်းတည်င်းကောင်းနော်ကျမတို့ကတခါရှာအလူဝေရှာပြီးတော့သူတို့ပြန်ပေးသူတို့အတွက်ပါပဲလေတည်င်းကောင်းပြန်ပေးနော်ဆိုတော့ကျမတို့ကဗာလဲဆိုလို့ရှိရင်ဖော်ပြချင်တာကတည်င်းကောင်းဆိုတာအခုဒီနေ့ချိန်ခါမှာကျမတို့အရန်ကြားခြင်းတဲ့တည်င်းတွေဖြစ်တယ်ကျမတို့တည်င်းတွေထဲမှာကြားတယ်ဒေါ်နယ်ထရမ့်ကဘာလုပ်ပြန်ပြီညာလုပ်ပြန်ပြီဆိုတော့ကျမတို့လည်းအမေရိကလည်းသွားတာလည်းမဟုတ်ဘဲနဲ့ဦးစိတ်ကမတက်မတာဖြစ်တယ်နော်အမေရိကသွားဖို့လည်းရည်ရွယ်ချက်လည်းမရှိပါဘူးဒါပေမဲ့စိတ်ထဲမှာဘလို့လဲမသိဘူးမတက်မတာဖြစ်တယ် तू က green card မရတော့ဘူးဆိုလို့ရှိရင်ကျမတို့နိုင်ငံထဲမှာလည်းဒီမှာနေထိုင်နေတာပဲ green card အမေရိကမှာသွားပြီးတော့ green card ရဖို့လည်းမလိုဘူးအခုအချိန်တော့မရသေးဘူးပေါ့ဒါပေမဲ့သူတို့အတွက်သတင်းကောင်းမဟုတ်ဘူးဆိုတော့ဟိုမှာနေတဲ့လူတွေ green card ရှောက်မဲ့လူတွေအတွက်သတင်းကောင်းမဟုတ်ဘူးဆိုတော့ကျမတို့ကလည်းစိတ်မကောင်းဖြစ်နော်အဲ့ဒီမှာသွားနေထိုင်မဲ့အတွက်သတင်းgreen card မရဘူးဆိုတဲ့သတင်းဆိုးဖြစ်နော် green card ရမယ်ဆိုတဲ့ဟာပါလေပြန်ဖွင့်လိုက်ပြီးအမေရိကကိုလည်းသွားနိုင်တယ်ဆိုတဲ့ဟာကပါလေကျမတို့တွေ့သတင်းကောင်းပဲကျမတို့သွားပါလေသတင်းကောင်းလို့ခံစားရနော်ဆိုတော့ကျမတို့လူငယ်တွေလည်းတခြားနိုင်ငံတွေအများကြီးရှိရအကြောင်းသွားတက်မယ်ဒါပေမဲ့သူတို့ရဲ့dreams တွေထဲမှာပါလေအမေရိကမှာအကြောင်းသွားတက်ချင်တယ်အဲ့လိုပုံစံမျိုးရှိကျမတို့လူငယ်တွေထဲမှာလေအမေရိကမရတော့မှတခြား Australia တို့နော် England တို့တခြားတစ်စစ်နဲ့နောက်ပြီးဆုံးဘန်ကောက်တို့ဘာလို့ရောက်သွားနော်ဆိုတော့ပြောချင်တာကသတင်းကောင်းဆိုတာကကျမတို့ကတကယ်ပဲကျမတို့ရဲ့ခန္ဓာကျမတို့ရဲ့စိတ်ဝိညာဉ်ကျမတို့ရဲ့ဒီ mental ပေါ့နော်အဲ့ဒါအားလုံးနဲ့ကျမတို့ဆက်နေတာကိုကျမတို့တွေ့ရဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်လည်းအခုသတင်းကောင်းကိုကျမတို့ကပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဘာသတင်းကောင်းပြောမလဲနော်ဆိုတော့ဒီထက်မှ तू ကဖော်ပြထားတာက तू ကရေအိုးကိုထားတဲ့အခါမှာ तू ကရေကိုပြန်ရတယ်လို့မျိုးစားသခင်ခရစ်တော်ကတကယ်ပဲအသက်ရေကိုပေးတယ်ဆိုတဲ့အတိုင်းပဲကျမတို့လောကထဲမှာလုံနေတဲ့အရာတွေဟာကျမတို့တစ်ခါကျမတို့ရဲ့ priorities တွေကိုကျမတို့ထားခဲ့ပြီးတော့မှသခင်ခရစ်တော်ရဲ့သတင်းကောင်းကိုကျမတို့ကဝေမျှကြည့်ပါတကယ်လို့ဝေမျှကြည့်ရဆိုရင်ကျမတို့နော်ကျမတို့ကသခင်ခရစ်တော်ပြန်ပေးတဲ့နော်အသက်ဆန်းရည်နော်ရေအိုးပေးရင်ရေအိုးကိုထားခဲ့ရင်ရေပြန်ရကျမတို့ဘာပေးခြင်းလဲနော်ကျမတို့ရေလိုနေတဲ့ရေပေးလို့ရှိပါဗလဲရေကိုပြန်ရတယ်ဒီမေရှိယကဒါကိုလုံနိုင်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဒီနေ့ကျမတို့ဒီအသင်းတော်ကိုလည်းကျမတကယ်ပဲလေးစားတယ်နော်ဒီအသင်းတော်က
အမျိုးမျိုးပေါ့နော်ကျွန်မလုတ်တယ်ဆိုတာကိုကျွန်မသိတယ်ကျွန်မတို့ပြောမဲ့ social gospel ဆိုတာကဧဝံဂေလိတရားကိုဘယ်လိုနေနဲ့လုတ်တာလဲနော် social ဆိုတာကလူမှုပေါ့နော်ဒီလူမှုရေးနဲ့ပတ်သက်ပြီးတော့လုတ်ပေးတာတွေရှိတယ်နော်ကျမတို့ဝိညာဉ်တစ်ခုတည်းဒီဝိညာဉ်ရေးဆိုတာကိုဝိညာဉ်ပိုင်းပဲဒေါင်ကာလဘဝအတွက်ပဲမျောလင့်တာမဟုတ်ဘူးဝိညာဉ်ရေးဆိုတာပါဒီလောကမှာရှိတဲ့အချိန်ခါမှာလဲဝိညာဉ်ရေးဖြစ်တယ်ဆိုတော့အဲ့ဟာကိုလည်းလှုပ်ဆောင်ပေးတဲ့အသင်းတော်ဖြစ်တယ်အဲကြောင့်မို့ကျမကထူးပဲလေးစားဒီနေရာမှာပါဝင်ရတဲ့ကျမတို့အသင်းသူအသင်းသားတွေကလည်းတကယ်ပဲမိအသင်းတော်အတွက်ကိုဂုဏ်ယူမယ်ဆိုတာယုံကြည်ဆိုတော့အသင်းတော်ကအခုလှုပ်နေတဲ့ဧဝံဂေလိလှုပ်တယ်ဟိုးနေဆက်တွေမှာလှုပ်တဲ့အလုပ်တွေအဲ့ဒါတွေကသတင်းကောင်းဖြစ်တယ်ဆိုတော့ဒီမှာရှိတဲ့အမျိုးသမီးတွေကအမျိုးသားတွေကဘယ်လိုပါဝင်ကြသလဲပြန်ပြီးတော့မှစဉ်းစားကြည့်လိုက်တဲ့အခါမှာကျမတို့ရေအိုးကိုထားခဲ့ပြီးတော့မှကျမတို့အသက်ရေကိုရနိုင်တဲ့ဒီမေရှိယကိုကျမတို့ပြောသလားဆိုတဲ့အရာကိုကျမတို့ဒီနေ့လေ့လာသိချင်ပါတယ်ကျမတို့အမျိုးသမီးတွေနော်ကျမတို့သတင်းကောင်းပြောကြရအောင်ကျမတို့စီမှာဘာရှိသလဲကျမတို့လုပ်နေတဲ့အလုပ်ကဘာလဲဒါပေမဲ့အဲ့အလုပ်ကကျမတို့ကထားခဲ့ပြီးတော့မှကျမတို့သတင်းကောင်းပြောခြင်းဟာအဲ့ဒီအလုပ်ကဘာလဲပို့ပြီးတော့ပွားသွားတယ်ဆိုတာကိုနော်ပို့ပြီးတော့မှဝိညာဉ်တရားကိုသွားတယ်ဆိုတာကိုကျမတို့သိဖို့အရေးကြီးပါတယ်စာသင်တယ်ဒါပေမဲ့စာသင်တဲ့အလုပ်ကိုထားခဲ့တယ်ဒါပေမဲ့မေရှိယအကြောင်းကိုဖော်ပြတယ်ဒါကပါလေသင်ခြင်းနဲ့အတူဘာကိုထပ်ရဝိညာဉ်ရေးနဲ့ပတ်သက်တဲ့ဒီအရာသင်ခြင်းကိုပို့တော့ပါလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရမှာဖြစ်ပါဒါဥပမာပဲပေးတာနော်ဒါဥပမာပဲပေးတယ်ဆိုတာကိုကျမဖော်ပြချင်ပါတယ်လို့ဒါကြောင့်ကျမတို့ဒီနေ့ကျမတို့ဟိုးငကိုရာဆိုလို့ရှိရင်ဇာအန်ဂျက်ဆန်တို့နော်အမျိုးသမီးတွေသူတို့ဧဝံဂေလိလှုပ်ချင်လို့သူတို့ရဲ့နိုင်ငံကိုထားခဲ့သူဆရာကြီးယူဒတန်ကိုချစ်လားမချစ်လားမသိဘူးဆရာကြီးသူယူဒတန်နဲ့လက်ထက်မှသူလာမယ်ဆိုသူလက်ထက်လိုက်တယ်ပြီးတော့မှဒီမှာလာပြီးတော့ဗာပဲလေသူကဧဝံဂေလိမျိုးစေ့ကိုချဆိုဒီလိုအရာတွေဟာဗာပဲလေဆိုသူပေးဆက်တယ်ထားခဲ့နော်ဒီမှာလာတဲ့အခါမှာ तू ကပိုးပြီးတော့မှပဲလေတိုးပွားတယ်အမျိုးသမီးတွေအတွက်အဆောင်တွေလုပ်ပေးတယ်ကြောင်းတွေဆောက်ပေးတယ်အမျိုးသမီးတွေအတွက်အမျိုးသမီးတွေဖွင့်ပြိုးလာဖို့အတွက်ကိုအမျိုးမျိုးလုပ်ပေးလိုက်တဲ့အခါမှာအခုဒီမှာရှိတဲ့ကြောင်းတွေကဒါက missionary အမျိုးသမီးတွေလှုပ်ဆောင်ခဲ့တဲ့အရာကိုတွေ့ရနော်ကြောင်းတွေအများကြီးရှိတယ်ဒီမှာနော်ကျမတို့ဝင်းနေထဲမှာကြောင်းတွေရှိတယ်အဲ့ဒါဒေါ်ကျိုးတယ်ပေါ့နော်ဆိုတော့ဒီအရာတွေဟာကျမတို့အမျိုးသမီးတွေလှုပ်ဆောင်ခဲ့တဲ့အရာဆိုကျမတို့တွေ့ရတယ်ဒါကကျမနည်းနည်းပဲပြောပြတာပေါ့နော်အများကြီးပြောချင်တယ်ဆိုတော့ तू ပေးခဲ့တဲ့အရာ तू ထားခဲ့တဲ့တော်လည်းပဲဒီဘက်မှာပါပဲလေပို့ပြီးတော့မှတိုးပွားပြီးတော့မှဒီအလင်းကိုတွေ့ရတယ်ဆိုတာကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျမပြောရတော့ရှည်သွားပြီပေါ့နော်ဧဝံဂေလိကိုလုတ်ကင်နိုးဆောက်ဖို့မျိုးသမီးများဧကပါဝင်စို့ကျမတို့ရဲ့ဘဝအသက်တာမှာဘယ်ဟာကသတင်းကောင်းဖြစ်မလဲကျမတို့အခုလှုပ်ဆောင်နေတဲ့အရာကဘာဖြစ်လဲအိမ်မှာသတင်းကောင်းဖြစ်ဖို့အတွက်လှုပ်ဆောင်နေတယ်ဆိုလို့ရှိရင်အဲ့ဒါကိုကျမတို့ထားခဲ့တယ်ဆိုတာခဏပဲထားခဲ့ပြီးတော့ဆိုကျမတို့ကဗာလဲဧဝံဂေလိလှုပ်ခြင်းဟာနော်ကျမတို့မေရှိယကဖြစ်ခြင်းပြောခြင်းဟာဆိုလို့ရှိရင်ကျမတို့ဒါကိုပို့ပြီးတော့မှတိုးပွားစေမယ်ဆိုတဲ့အရာနဲ့ကျမတို့ဧဝံဂေလိကိုလှုပ်ဆောင်ကြရအောင်ကျမတို့ဧဝံဂေလိသတင်းကောင်းမေရှိယဖျားရှင်သခင်ခရစ်တော်မေရှိယအကြောင်းကိုပြောပြီးတော့ကျမတို့ဆက်လက်ပြီးတော့မှဧဝံဂေလိလှုပ်ဆောင်ကြရအောင်အမျိုးသမီးတွေကိုကျမတို့အားပေးချင်ပါတယ်ကျမတို့ပြန်စဉ်းစားရင်လည်းရပါတယ်အခုလုပ်နေတဲ့အရာကလည်းသခင်ခရစ်တော်ရဲ့အကြောင်းကိုဖော်ပြခြင်းဖြစ်တယ်သခင်ခရစ်တော်ကကယ်တင်ရှင်ဖြစ်တယ်သခင်ခရစ်တော်ကတေခြင်းမှာရှင်ပြတ်ထမ်းမြောက်တဲ့အရှင်ဖြစ်တယ်သခင်ခရစ်တော်ကကျမတို့ကိုမျှော်လင့်ခြင်းပေးနေတယ်သခင်ခရစ်တော်ကကျမတို့နဲ့အတူအမြဲတမ်းရှိတယ်ဆိုတဲ့အရာကိုပြောခြင်းဟာသတင်းကောင်းဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ဒါကိုပြောလိုက်ခြင်းဟာနော်သတင်းကောင်းကိုပြောခြင်းပဲဖြစ်ပါတယ်အင်ဝင်ဂလိတရားကိုပြောခြင်းပဲဖြစ်ပါတယ်သခင်ခရစ်တော်ရှင်ပြတ်ထမ်းမြောက်တယ်ဒီမိနစ်မှာအရန်စိတ်ညစ်စရာတစ်ခုခုကိုရှိခဲ့တဲ့ဒါမဲ့သခင်ခရစ်တော်ကဒီစိတ်ညစ်စရာကိုကျမတို့ကို
ဖေပြောက်စေတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဒါဟာတည်င်းကောင်းပါပဲဒါဟာတည်င်းကောင်းပါပဲဆိုတဲ့အရာကိုကျွန်တော်တို့သိရှိလက်ကျွန်တော်တို့အမျိုးသမီးတွေအခက်ခဲဘလောက်ရှိနော်ကျွန်တော်တို့ရေသွားပြီးတော့ဆွဲရတာဘလောက်ခက်ခဲကျွန်တော်တို့အဲ့ဒါကိုထားခဲ့ပြီးလို့ရှိပါဗလဲကျွန်တော်တို့သခင်ခရစ်တော်မေရှိယအရှင်ဖြစ်တဲ့တည်င်းကောင်းကိုပြောခြင်းအပြင်ကျွန်တော်တို့ကအသက်ဆိုင်ရေးကိုရတော်သူများဖြစ်နိုင်ကြပါစေအမျိုးသမီးတိုင်းလည်းအသက်ဆိုင်ရေးကိုပေးနိုင်တော်သူเนาะသခင်ပေးနိုင်တဲ့သခင်ခရစ်တော်အကြောင်းကိုပြောနိုင်တော်သူတွေဝေမျှနိုင်တော်သူတွေဖြစ်နိုင်ကြပါစေမောရဆိုရေးဘောက်ဘူးတော့မောရဆိုရေးပွဲပေါ်မှုတိပါခုရတဲ့တော့မောရကတူပွဲပေါ်မှုဒီတို့ဝါစုဒတာခုစောဒင်ကေ W